င်လေးဒီနေ့လေအမမင်းကိုမိတ်ကပ်ပြင်ပေးမယ် ပြင်ချင်ပါဘူးအမငင်ငင်ကចောင်းစုံညီပွဲတော့မှာအမမိတ်ကပ်ပြင်ပေးလို့လေသူငယ်ချင်းတွေဝိုင်းလောင်တော့ခံခဲ့ရပြီးမြောက်ဖြစ်နေတဲ့တော်ပြီးပြင်ဘူး အဲ့လိုမဖြစ်စေရဘူးအခုကအမကလေမိတ်ကပ်ကျူတူတွေအများကြီးကြည့်ထားပြီးပြီ ဟိုဟာကိုဒါအေးစစ်စစ်နေစမ်းမှာမပြင်ဘူးလို့ အမခနဲ့အခုကလေမောင်လေးကြိုက်တဲ့ K-pop idol တွေထဲက BTS တွေနဲ့တူအောင်ပြင်ပေးမယ် တကယ်လား တကယ်အေးလို့ အဲ့လိုဆိုပြင်မယ် သွားမယ်ထိုင် BTS နော် အေးပါရဲ့မောင်လေးကိုမိတ်ကပ်ပြင်ပေးဖို့ရင်အတွက်ပထမအဆုံးအနေနဲ့ skin care step ကိုလိမ့်ပေးဖြစ်ပါတယ်ရှင်။ကဲဒီနေ့ကတော့အဆုကမောင်လေးကိုတော်တော် face ကနေထပ်ထားတဲ့ serum BB cream လေးနဲ့လိမ့်ပေးတော့မှာဖြစ်ပါတယ်ရှင်။ဒါလေးမလိမ့်ခင်မှာအရင်ဦးဆုံးရှင်းရပါတယ်ရှင်။မဟုတ်ဘူးအလိုမဟုတ်ဘူးဒီမှာဒီရလေးကိုတီလိုရှင်းရမယ်ဒေါက်တာဖေးရဲ့ serum BB cream မှာဆိုရင် honey line နဲ့ honey brick ဆိုမှနှမျိုးရှိပါတယ်ရှင်မောင်လေးကအသားပြူတော့ honey line နဲ့လိုက်ဖက်ပြီးအသားညောအသားလက်တဲ့သူတွေကတော့ honey brick နဲ့ပိုပြီးမှတင့်တော်ပါတယ်ရှင်ဒေါက်တာဖေး serum BB cream ရဲ့ honey line နဲ့စပြီးမှပြင်ပေးမှာဖြစ်ပါတယ်ရှင်ပြီးသွားရင်ဒေါက်တာဖေးကတ်ထွက်တဲ့ဥလေးနဲ့ပဲမောင်လေးကို makeup blend လုပ်ပေးမှာဖြစ်ပါတယ်ရှင် BB cream နဲ့ serum ပေါင်းစပ်ထားတဲ့ formula အသစ်နဲ့ထုတ်လုပ်ထားတာမို့လို့စိတ်ကပြန်လန်းခြင်းလုံးဝမရှိပါဘူးရှင်ဒီ makeup ဟာဆိုရင်အခြားသော makeup တွေလိုလိမ့်ပြီးရင်6ကပ်ဖြစ်မနေပဲအစိုးသက်ကို24နိုင်ဖြစ်တင်ပေးနိုင်ပါတယ်ရှင်ဒါအပြင် UV ရောင်ခြည်များကိုလည်းကောင်းကောင်းကာကွယ်ပေးနိုင်တယ်လို့အရေးအကြောင်းတွေကိုလည်းကာကွယ်ပေးနိုင်ပါတယ်ရှင်မျက်နှာပေါ်ကအနာအဆာဝက်ချက်များကိုဖုံးထားပေးနိုင်ပြီးဘယ်အသားရည်နဲ့မဆိုတင့်တော်တာမို့လို့တနေ့ကုန်ကလိုပြီးလှပနေမှာပဲဖြစ်ပါတယ်ရှင်တကယ်လာနေလားသူများကြည့်ရင်ရှက်တော့ရှက်လာတယ် လာတာဗောအမရဲ့လက်ရနဲ့ဒေါက်တာဖေ့စ်နဲ့ပေါင်းဆက်လိုက်တော့ငါ့မောင်ကလာနေရောပဲ တကယ်နော် တကယ် အမလာတယ်ပြောလို့ဒါအခုလိုမျိုးအပြုံထွက်လာရဲရနော်ပုံမှန်ဆိုဒီလိုအလားပြင်ပြီးအပြုံထွက်ရဲတာမဟုတ်ဘူးအမရဲ့ ခုကဘလို့လဲကျင်းနေတယ်မလား ကျင်းနေတယ်အမပြောလေ BTS တွေကဝီတို့ဂျုံဂုတ်တို့နဲ့တူဟာဟုတ်တယ်မလား အမလေးသူတို့ထက်တောင်းချော်သေးတယ် တကယ် ဟဲတေချာကြည့်မှာပဲငါ့မောင်ကအမကြိုက်တဲ့ရမုဆိုင်နဲ့တူတာတော့ ကြိုက်တယ်